မင်္ဂလာပါလူတယောက်ကကိုယ့်ကိုမင်းဘယ်သူလဲလို့မေးရင်ခမရဘာဖြေမှာလဲကျွန်တော်ကအင်ဂျင်နီယာပါဆရာဝန်ပါလို့အလုပ်အကင်နဲ့ဖြေမလားကျမကဘသူရဲ့ဇနီးပါလို့တော်ဆက်မှုနဲ့ဖြေမလားဒါပေမဲ့ခမရအလုပ်ဖြုတ်ခိုင်းရရင်ရောခမရအိမ်တောင်ကွဲသွားရင်ရောအဲ့ဒီအရာတွေမရှိတော့တဲ့အခါကြံခဲ့တဲ့ခမရကဘသူလဲဒီမေးခွန်းကိုမဖြေနိုင်ပဲဟာတာတခံစားရတာကိုဘဝကကိုပိုင်မဟုတ်တယ်လို့ခံစားရတာကိုစိတ်ပညာမှာ identity crisis ကိုပိုင်လက္ခဏာပျောက်ဆုံးခြင်းအချက်တည်းလို့ခေါ်ပါတယ်။ဒါဟာယောဂမဟုတ်ပါဘူး။ဒါဟာကြီးပြင်းလာခြင်းရဲ့နာကျင်ပွဲအရာတစ်ခုပါ။လွန်ခဲ့တဲ့နှစ်တရာလောက်ကလူတွေဟာ identity crisis သိမဖြစ်ကြဘူး။ဘာလို့လဲဆိုတော့လယ်သမားသားကလယ်သမားဖြစ်မယ်။ရွာမှာမွေးရင်ရွာမှာပဲကြီးမယ်။ရွေးချယ်စရာနဲပါတော့ငါဘာလို့လဲဆိုတာမေးခွန်းထုတ်เสียမလိုခဲ့ဘူး။ဒါပေမဲ့ဒီနေ့ခေတ်မှာကျွန်တော်တို့မှာရွေးချယ်စရာတွေအများများတယ်လွတ်လပ်မှုတွေအများများတယ်အဲ့ဒီလွတ်လပ်မှုတွေကပဲကျွန်တော်တို့ကိုလမ်းပြောက်စေပါတယ်ဒီနေ့ခမည်းခံစားနေရတဲ့ငါဘယ်ရောက်နေတာလဲဆိုတဲ့ခံစားချက်ဟာခမည်းတယောက်တည်းဖြစ်နေတာမဟုတ်ပါဘူး identity crisis လို့စကားလုံးကိုစတင်တီထွင်တဲ့သူကတော့စိတ်ပညာရှင် Erik Erikson ဖြစ်ပါတယ်သူ့ရဲ့ theory အရလူဘဝမှာအဆင့်ဆင့်ကြော်ဖြစ်လာတဲ့အချက်အတန်းတွေရှိပါတယ်။ဆယ်ကျော်တဲ့အရွယ်မှာ identity versus role confusion ဆိုတဲ့တိုက်ပွဲဖြစ်ပါတယ်။မိဘတွေဖြစ်စေခြင်းတဲ့ပုံစံ role နဲ့ကိုယ်တကယ်ဖြစ်ခြင်းတဲ့ပုံစံ identity ဒီနှစ်ခုကြားမှာတိုက်ပွဲဖြစ်တာပါ။ဒါပေမဲ့ Erikson မထင်မှတ်ထားတာကဒီနေ့ခေတ်မှာဒီတိုက်ပွဲကဆယ်ကျော်တဲ့အရွယ်မှာမပြီးဆုံးတော့မှာဘူး။အသက်30 quarter life crisisအသက်40ရီမှာပြန်ပေါ်လာပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကငယ်ငယ်ကမိဘစကားနားထောင်ပြီးဆရာဝန်လုပ်လိုက်တယ်။အသက်30ကျမှဒါငါဝါသနာမဟုတ်ပါလားလို့သိလိုက်ရတဲ့အချိန်မှာ identity crisis ကဒုတိယအချိန်ပြန်ဝင်လာတာပါ။လက်တွေ့ဥပမာတစ်ခုပြောပြမယ်။ကိုတီဟအမီလွဲအကြောင်းပြောမယ်ဆိုပါစို့။ကိုတီဟကအသက်35နှစ်နိုင်ငံခြားကုမ္ပဏီတစ်ခုမှာမန်နေဂျာလစာကောင်းတယ်အိမ်တောင်ရှိတယ်။ Facebook မှာသူ့ဘဝကပြည့်ပြည့်စုံနေပုံပေါက်တယ်။ success ဆိုတဲ့အောင်မြင်မှုမှန်သမျှသူအကုန်ရထားတယ်။ဒါပဲနဲ့မနေ့တိုင်အိယာထရင်သူ့ရင်ဘတ်ထဲမှာလေးလံနေတယ်။အလုတ်သွားရမှာကိုကြောက်တယ်။အစည်းအဝေးတွေမှာထိုင်နေရင်ငါဒီမှာဘာလုပ်နေတာလဲ။ဒါငါဘဝလားတခြားလူတယောက်ရဲ့ဇလန်လဲမှာငါကဝင်ကနေတာလားလို့တွေးမိတယ်။သူပြဿနာကဘာလဲ။သူပြဿနာက foreclosure identity မှာပိတ်မိနေတာပါသူငယ်ငယ်ကနေမိဘစကားနားထောင်ပြီးဆရာဝန်လုပ်လိုက်တယ်အသက်30ကျမှဒန်းဝါဒနာမဟုတ်ပါလားလို့သိလိုက်ရတဲ့အချိန်မှာ identity crisis ကဒုတိယအချိန်ပြန်ဝင်လာတာပါဒီဘက်ခေတ်မှာ identity crisis ကိုပိုဆိုးစေတဲ့အရာကတော့ internet ပါပဲအရင်ခေတ်ကကိုရွာကလူတရားနဲ့ပဲကိုနိုင်ရှင်ရတယ်အခုခေတ်မှာခမည်းကကမ္ဘာပေါ်မှာအတော်ဆုံးအချမ်းသာဆုံးအလှဆုံးလူများနဲ့နေ့တိုင်းနိုင်ရှင်နေရတယ် The avatar problem ကျွန်တော်တို့အားလုံးမှာ identity နှစ်ခုရှိလာတယ်တဲ့ the real self အိမ်မှာပုံမှန်အတိုင်းထိုင်နေတဲ့ကိုစိတ်ညစ်နေတဲ့ကို the online self filter သုံးထားတဲ့အမြဲတမ်းပျော်နေတဲ့စားကောင်းတောက်ဖွယ်တို့တင်နေတဲ့ကိုပြဿနာကကျွန်တော်တို့က online ပေါ်မှာ avatar ကိုပြုစုပြောထောင်ဖို့အချိန်ကုန်လုံးဒီ real self ကိုအစာကျွေးဖို့မေ့သွားကြတယ် like ညရင်ပြောတယ် like နဲရင်ငါတန်ဖို့ကြားသွားတယ်လို့ခံစားရတယ်ကိုယ့်ရဲ့ self worth ကို algorithm လက်ထဲထည့်ပေးလိုက်တာပါခင်ဗျား Facebook မှာတင်လိုက်တဲ့ပုံစံအတိုင်းလူတွေကခင်ဗျားကိုထင်ကြတယ်ကြားတော့ခင်ဗျားကိုယ်တိုင်လည်းလူတွေထင်တဲ့အတိုင်းလိုက်နေရင်ငါတကယ်ဘာကြိုက်တာလဲဆိုတာမသိတော့ဘူးဒါကို looking glass self လို့ခေါ်ပါတယ်သူများတွေမြင်တဲ့ပုံစံအတိုင်းကိုပုံသွင်းလိုက်ခြင်းပါစိတ်ပညာရှင် James Macha က identity ကို၄မျိုးခွဲပြထားပါတယ်တဲ့ identity diffusion လမ်းပြောင်နေသူဘာဖြစ်ချင်မှလည်းမသိဘူးရှာဖွေလည်းမရှာဖွေဘူးရေစုံမျောနေသူ identity foreclosure ပုံသွင်းခံရသူမိဘနဲ့လူအဖွဲ့အစည်းကဖြစ်စေခြင်းတဲ့အတိုင်းနေသူကိုတီဟာလိုလူမျိုးအပြင်ဘက်တည်ငြိမ်ပေမဲ့အတွင်းမှာပောက်ကွယ်လို့စေဖြစ်နေတယ်တော့ identity moratorium ရှာဖွေနေသူလက်ရှိအခြေအနေကိုမကျေနပ်လို့စမ်းသပ်နေသူအလုပ်တွေခဏပြောင်းမယ်ဝါသနာသစ်တွေစမ်းမယ်
ဒီအချင်းကပင်မနေတဲ့အချင်းဖြစ်တယ်မို့လို့ကြားမာတဲ့အဆင့်ဖြစ်ပါတယ်၄ identity achievement ရှာဖွေတွေ့ရှိသူအခက်အခဲတွေကိုကြိုးဖြတ်ပြီးဒါငါပဲဆိုတဲ့အဖြေကိုရသွားသူခင်ဗျား identity crisis ဖြစ်နေတယ်ဆိုရင်ခင်ဗျားဟာအမှတ်2ကနေအမှတ်3ကိုကူးပြောင်းနေတာဖြစ်နိုင်ပါတယ်ဒါဟာကောင်းသောလက္ခဏာပါဒါဆိုဘယ်လိုကုစားမလဲ1 disconnect to reconnect ဖြတ်တောက်လိုက်ပါ online ပေါ်မှာအတန်းတွေကိုခဏပိတ်လိုက်ပါသူများတွေဘာလုပ်နေကြလဲကြည်နေသေးတယ်ကိုဘာလုပ်ချင်လဲဆိုတာသိမှာမဟုတ်ပါဘူးတရက်လုံးဖုံးပိတ်ပြီးကိုဘာသာနေကြည့်ပါ2 values audit တန်ဖိုးတွေကိုစစ်ဆေးပါစာရွက်တရွက်ယူပါခင်ဗျားအတွက်အရေးကြီးဆုံး၅ချက်ကိုရေးပါဥပမာလွတ်လပ်မှုမိသားစုဖန်တီးမှုငွေကြေး ခင်ဗျားရဲ့လက်ရှိအလုံးနဲ့နေထိုင်မှုပုံစံကအဲ့၅ချက်နဲ့ကိုက်ညီရလားမကိုက်ညီရင် crisis ဖြစ်မှာပဲ 3 experiment စမ်းသပ်ပါငါဘာထိချင်မှမသိဘူးလို့ထိုင်ကြီးမနှွေးပါနဲ့တခုခုစလုပ်ကြည့်ပါစာရေးကြည့်ခရီးသွားကြည့်အလုပ်သက်တစ်ခုစမ်းလုပ်ကြည့် action လှုပ်ဆောင်မှုကသာ clarity ရှင်းလင်းမှုကိုပေးနိုင်ပါတယ်ဒီဗီဒီယိုကိုအဆုံးသတ်အနေနဲ့ခင်ဗျားကိုစိန်ခေါ်ချင်ပါတယ်ခင်ဗျားရဲ့ online habits တွေကိုတတိထားကြည့်ပါခင်ဗျားဖုန်းကိုသုံးနေတဲ့အချိန်ဟာသတင်းအချက်အလက်ရှားနေတာလားဒါမှမဟုတ်ခင်ဗျားရဲ့လက်ရှိဘဝကိုမကျေနပ်လို့ခင်ဗျားရဲ့အတွင်းစိတ်ကဟာတာတာထင်မှုကိုဖြည့်ဆည်းဖို့ကြိုးစားနေတာလား identity crisis ဆိုတာကြောက်စရာမဟုတ်ပါဘူးဒါဟာခင်ဗျားရဲ့အတွင်းစိတ်ကခင်ဗျားကိုတကောက်လာခေါင်နေတာပါဟေးလူဒီပုံစံကမင်းမဟုတ်ဘူးအစ်စ်အမှန်ကိုရှားပုံတော့ဖွင့်ရအောင်လို့လာခေါင်နေတာပါတကားဖွင့်ပေးလိုက်ပါမျက်နှာဖုံးကိုချွတ်လိုက်ပါမှန်တဲ့ကိုပြန်ကြည့်ပါတူစိမ့်တရားမဟုတ်ပဲကိုပြန်ရှာတွေ့ပါစေ